တန်တုတ်ထီမင်္ဂလာရောင်ရဲတင်းတိမ်ခြင်းမင်္ဂလာလောဘအလိုပိုမလိုက်နဲ့ကိုထိုက်တာနဲ့ကျင်တဲ့လေအဲ့ဒါမှဗုဒ္ဓဝါဒကဗ္ဗမင်္ဂလာတွေတဲ့တန်တုတ်ထီရောင်ရဲတင်းတိမ်ရမယ်ဆိုတာငါမှစားစရာနေစရာဝိစရာရှိပြီဘာမှအလုပ်လုပ်စရာမလိုတော့ဘူးလို့ဆိုလိုတာမဟုတ်ဘူးအဲ့ဒါကရောင်ရဲတာမဟုတ်ဘူးပြင်းတာရောင်ရဲတင်းတိမ်နေဆိုတာကတဲ့နော်တရားသောနီးဖြင့်စီးပွားရှာခြင်းမတရားသောနီးဝိသမလောဘနီးနဲ့စီးပွားရှာခြင်းကိုရှောင်ကျဉ်ပြီးတော့ရတာလေးနဲ့ကျင့်တတ်ပါလို့မြတ်စွာဘုရားကတန်တုတ်ထီတန်တောသားကိုဟောခြင်းဖြစ်ပါတယ်ဒီတန်တုတ်ထီနဲ့အဓိပ္ပာယ်တူတန်တောသားရှိပါတယ်ယထာလာဘတန်တောသားယထာဗလတန်တောသားယထာတာရုပ္ပတန်တောသားဆိုတဲ့ရောင်ရဲခြင်း၃မျိုးပေါ့မိမိရှိတာလေးနဲ့မြတ်တအောင်နေမယ်ကျမ်းမာရေးအတွက်เนาะစုဆောင်းထားမယ်မိမိရှိတာလေးကိုလိုပဲတဲ့အခြားသူတွေနဲ့မျှဝေသုံးစွဲမယ်ဒါကလည်းပဲရောင်ရဲတင်းတိမ်တဲ့အဓိပ္ပာယ်ပါပဲဒီလိုမှမဟုတ်ပဲတဲ့ဝိသမလောဘတက်ပြီးတော့အပိစ္ဆာမဟိစ္ဆာအတိစ္ဆာဆိုတဲ့ဝိသမလောဘနဲ့သူများစီးပွားကိုလိုချင်နေတဲ့ပုဂ္ဂိုလ်ဟာတဲ့စိတ်သောကဗျာပါဒများပြီးတော့ဒုက္ခအဖုံဖုံကြုံတွေ့ရတတ်ပါတယ်တဲ့ယနေ့ခေတ်ပြိုင်ကဘာကြီးမှာနိုင်ငံခေါင်းဆောင်များကစီးပွားရေးလဝကြီးအုပ်မှုကြောင့်နိုင်ငံမှာစစ်မက်တွေဖြစ်ပွားနေရပါတယ်ဒါကြောင့်လည်းမိမိဟာရောင်ရဲစွာနေနိုင်မယ်ဆိုရင်တဲ့စိတ်ချမ်းသာမယ်ရုပ်ကလေးလည်းပို့ပြီးတော့လှပตายပါမယ်တဲ့နော်ဒါကြောင့်မြတ်စွာဘုရားကတန်တုတ်ထီမင်္ဂလာကိုမှရှိတာလေးနဲ့ရောင်ရဲစွာနေထိုင်နိုင်ခြင်းသည်ကောင်းမြတ်သောမင်္ဂလာလို့ဟောတော်မူပါတယ်